မင်္ဂလာပါ A+ Education မှာကြိုဆိုပါတယ်ဒီနေ့မှာ A+ Education မှာ Cambridge သင်ရိုးကိုသင်ကြားနေတဲ့အထဲမှာ Cambridge Mathematics နဲ့ပတ်သက်တဲ့အကြောင်းအရာအချို့ကိုဝေမျှမှာဖြစ်ပါတယ်ဒီနေ့အတွက်ဝေမျှမှာကတော့ Year 1 Year 2 Year 3မှာ Cambridge Primary Mathematics နဲ့ပတ်သက်တဲ့အကြောင်းအရာအချို့ကိုဝေမျှမှာဖြစ်ပါတယ်ပထမဦးဆုံး Cambridge သင်ရိုးမှာဖြစ်တဲ့ Mathematics ကိုသင်ကြားတဲ့အခါမှာသင်ကြားနေတဲ့ကျောင်းသူကျောင်းသားများအနေနဲ့ရရှိလာမဲ့ကျွမ်းကျင်မှု skill များကိုအရင်ဆုံးဆွေးနွေးပေးပါမယ်ပထမဦးဆုံးကတော့ကျောင်းသားကျောင်းသူတွေဟာဒီသင်္ချာကိုမူလတန်းအရွယ်ခနဲ့ကအင်္ဂလိပ်လိုမျိုးစပြီးတော့မှထိတွေ့သင်ကြားရတဲ့အတွက်ကြောင့်သူတို့တွေမှာယုံကြည်မှုတွေပေါ့နော်သူတို့ရလာမှာဖြစ်ပါတယ်ဒုတိယတစ်ချက်အနေနဲ့တော့သူတို့ဟာဒီတက်ပို့ပြီးတော့မှခက်ခဲတဲ့သင်္ချာဆိုင်ရာယူဆတွေလေ့လာရမယ့်ဟာရမျိုးတွေကိုသူတို့အတွက်အကောင်းဆုံးပြင်ဆင်ပေးပြီးသားဖြစ်သွားမယ်တတိယတစ်ချက်အနေနဲ့ကတော့သူတို့ဟာတက္ကသိုလ်အဆင့်ထိပေါ့နော်သင်္ချာနဲ့ဆိုင်တဲ့အကြောင်းအရာချက်လက်တွေကိုအင်္ဂလိပ်လိုမျိုးပဲဖြစ်စေယူဆပိုင်းကမှဖြစ်စေသူတို့ကိုအကောင်းဆုံးပြင်ဆင်ပေးပြီးသားဖြစ်မယ်နံပါတ်၄အချက်ကတော့သူဟာ international သင်ရိုးဖြစ်တာကြောင့်မို့လို့နိုင်ငံတကာအသိအမှတ်ပြုမှုကိုတခါလေးရရှိမှာဖြစ်တယ်နံပါတ်၄အချက်ကတော့အရေးကြီးဆုံးပေါ့နော်ကျောင်းသားကျောင်းသူတွေအနေနဲ့ကိုယ်တိုင်မိဖတာစဉ်းစားတွေးခေါ်နိုင်တဲ့ critical thinking skill တွေကိုတိုးပွားလာစေမှာဖြစ်ပါတယ်နံပါတ်5အချက်ကတော့ကျောင်းသားကျောင်းသူတွေဟာဆရာမိဘတွေရဲ့အကူအညီမပါဘဲနဲ့ကိုယ်တိုင်လေ့လာသင်ယူနိုင်တဲ့စွမ်းရည်မျိုးတွေပို့ပြီးတော့တိုးတက်လာမှာဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့တော့ creative mathematical thinking လို့ခေါ်တဲ့သင်္ချာဆိုင်ရာတွေးခေါ်ယူဆတွေကိုကျောင်းသားကျောင်းသူများကိုယ်တိုင်တီထွင်ဖန်တီးပြီးတော့တွေးခေါ်နိုင်တာမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ numerical fluency လို့ခေါ်တဲ့ကလေးတွေဟာ primary level ခနဲ့ကသင်္ချာဆိုင်ရာကိန်းဂဏန်းဆိုင်ရာအယူအဆတွေသင်္ချာဆိုင်ရာတွေးခေါ်ယူဆတွေကိုအင်္ဂလိပ်လိုမျိုးအခွန်အဝေါ်တွေကစသိရှိလာပြီးတော့မှတွေးခေါ်နိုင်လာမှာဖြစ်ပါတယ်နောက်ဆုံးအချက်အနေနဲ့ကတော့ understanding of mathematical concept သင်္ချာရဲ့သဘောတရားအယူအဆတွေကို primary level တွေကအင်္ဂလိပ်လိုမျိုးရင်းနှီးကျွမ်းဝင်မှုရှိလာပြီးတော့ပို့ပြီးတော့အခြေခံကျတဲ့အဆင့်ကနေအဆင့်မြင့်တဲ့အဆင့်ကိုတဖြည်းဖြည်းကူးပြောင်းလာနိုင်မှာဖြစ်ပါတယ်အဲ့ဒါပြီးရင်တော့အသက်အရွယ်လိုက်သူတက်ရှိတက်ရောက်ရမယ့်အတန်းတွေကိုဆွေးနွေးမှာဖြစ်ပါတယ်ပထမဦးဆုံးမှာကလေးတွေဟာကျမတို့ Year 1 to 3ကိုပဲကျမဆွေးနွေးရဖြစ်တာကြောင့် Year 1ဆိုရင်ဒီ Cambridge Mathematics ကိုသင်ကြားတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ Year 1ဆိုရင်အသက်က9နှစ်အထက်မှာရှိရမှာ9နှစ်ပြည့်ပြီးသားကလေးဖြစ်ရမယ်ပေါ့နော်အစိုးရကျောင်းသင်ရိုးမှာ grade 2အောင်ပြီးသားကလေးဖြစ်ရမယ်ပြီးရင် Year 2တက်မဲ့ကလေးတွေဆိုရင်တော့အသက်8နှစ်ပြည့်ပြီးသားကလေးဖြစ်ရမယ်ပြီးရင်အစိုးရကျောင်းမှာတော့ grade 3အောင်ပြီးသားကလေးဖြစ်ရမယ် Year 3တက်ဖို့ရအတွက်ဆိုရင်တော့အသက်အရွယ်က9နှစ်ဖြစ်ရမယ်ပြီးရင်အစိုးရကျောင်းသင်ရိုးမှာကျတော့grade 4အောင်ပြီးသားဖြစ်ရမယ်ပေါ့နော်ဒါလေးတွေကတော့အကြမ်းပြင်းအားဖြင့်သင်လာတဲ့အတွေ့အကြုံပေါ်မှာမူတည်ပြီးတော့မှခွဲခြားသတ်မှတ်ထားတာပေါ့နော်ဒီစာအုပ်ကလေးကကျတော့ learner book လို့ခေါ်ပါတယ်ဒီမှာကတော့ theory ဆိုင်ရာအကြောင်းအရာတွေအများဆုံးပါဝင်ပြီးတော့မှဒီဘက်ကပြရောင်အဖြော့လေးကတော့ workbook ဖြစ်ပါတယ် workbook ကတော့ဒီ learner book ထဲမှာပါဝင်တဲ့ exercise တွေကိုပို့ပြီးတော့မှပြည့်စုံတဲ့လေ့ကျင့်စရာတွေအများကြီးကိုဝေဆာနဲ့ဖော်ပြထားတာဖြစ်ပါတယ် Year 2 Cambridge Mathematics စာအုပ်ကတော့လိမ္မော်ရောင်လေးဖြစ်ပါတယ်ဒီလိမ္မော်ရောင်အရင်လေးကတော့သူက learner book ဖြစ်ပါတယ်အဲ့တော့ learner book ဖြစ်တာကြောင့်ဒီထဲမှာ theory အကြောင်းအရာတွေနဲ့လေ့ကျင့်စရာလေ့ကျင့်ခန်းအချို့ပါတယ်ပေါ့နော်အဲ့ဒီလေ့ကျင့်ခန်းတွေကိုဖြည့်ဆွက်ပြီးတော့မှထပ်ပြီးတော့ဝေဆာလေ့ကျင့်မှုရအတွက် workbook စာအုပ်တစ်အုပ်ပါပါတယ်အဲ့တော့ Year 3ရဲ့စာအုပ်ကလေးကတော့ပန်းရောင်အရင်လေးဖြစ်ပါတယ်ဒီပန်းရောင်အရင်လေးကတော့ learner book ဖြစ်ပါတယ်ဒီထဲမှာ theory အကြောင်းအရာတွေနဲ့လေ့ကျင့်စရာ exercise အချို့ပါပါတယ်ဒီစာအုပ်အနုလေးကတော့ပန်းရောင်အနုလေးကတော့ workbook ဖြစ်တယ်ဒီ workbook ထဲမှာဆိုရင်ကျမတို့ဒီ learner book ထဲမှာပါတဲ့ပေါ့နော်သင်ရိုးတွေကိုပို့ပြီးတော့မှပြည့်စုံတဲ့လေ့ကျင့်စရာ exercise တွေအများကြီးပါပါတယ်เนาะအနှစ်ချုပ်အားဖြင့်ပြန်ပြောရမယ်ဆိုရင်ဒီ Cambridge Mathematics ကိုprimary level ခနဲ့က Year 1 2 3ကိုတက်ရောက်ခြင်းအားဖြင့်သင်ကြားရခြင်းအားဖြင့်ပေါ့နော်ကျောင်းသားကျောင်းသူများအနေနဲ့ရရှိလာမဲ့အကြောင်းအရာတွေကိုအနှစ်ချုပ်ပြန်ပြောရမယ်ဆိုရင်တော့ကလေးတွေဟာဒီသင်္ချာဆိုင်ရာဝေါ်ဟာရအကြောင်းအရာတွေကိုအထက်တန်းရောက်မှအင်္ဂလိပ်လိုမျိုးသိတာမဟုတ်ဘဲနဲ့မူလတန်းအရွယ်မှာခနဲ့ကအင်္ဂလိပ်လိုမျိုးထိတွေ့ခွင့်ရပြီးတော့မှသူတို့ကို foundation အခြေခံပေါ့နော်ခိုင်ခိုင်မာမာချမှတ်ပေးပြီးသားဖြစ်မှာဖြစ်တာကြောင့်သင်္ချာဆိုင်ရာအကြောင်းအရာတွေကို Cambridge Mathematics သင်ရိုးလေးနဲ့သင်ကြားပေးဖို့အတွက်တသားမမီတို့အားလုံးကိုဒီချိန်ကတိုက်တွန်းပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်